အခန်းနံပါတ်404ရဲ့လျှို့ဝှက်ချက်ကိုအောင်တယောက်ဟိုတယ်ဟောင်းတစ်ခုမှာကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာအဖြစ်အပျက်ဇလန်းတိုလေးကိုပြောပြပေးပါမယ်ရှင်။စိုင်းမြတ်တက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇလန်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နေဘက်သို့အလုပ်ကိစ္စဖြင့်ခရီးထွက်လာသောကိုအောင်တယောက်ကားပြည့်၍လမ်းခုလက်တွင်တောင်တင်နေခဲ့သည်။မိုးကလည်းချုပ်ပတ်ဝန်းကျင်ကလည်းမှောင်မင်းနေပြီဖြစ်၍လမ်းဘေးရှိဟောင်းနှွမ်းလာသောဟိုတယ်တစ်ခုတွင်သာတဲခိုရန်ဆုံးဖြတ်လိုက်ရသည်။ဟိုတယ်ရှိတွင်ဆိုင်းဘုတ်ဟောင်းကြီးကနေတိုက်တိုင်းတကြီးကြီးမြည်နေသည့်အိတ်ကြိုကောင်တာတွင်ထိုင်နေသောအဖိုးအိုကကိုအောင်ကိုထူးထူးဆန်းဆန်းကြည့်ရင်အခန်းနံပါတ်404တော့ကိုကမ်းပေးလိုက်သည်။ညဘက်ဘာတန်မဲကြားကြားတကားမဖွင့်နဲ့နော်ဟုအဖိုးအိုကလေတန်အေးအေးဖြင့်မှားလိုက်တော်လဲကိုအောင်ကတော့ပင်ပန်းနေ၍တိတ်ကယူမဆိုင်မိပဲအခန်းထဲသို့သာဝင်လာခဲ့သည်။အခန်းထဲရောက်သည့်နှင့်ကိုအောင်သည်ရေမိုးချိုးပြီးအိယာပေါ်သို့ပြစ်လဲလိုက်သည်တက်ကောင်ရန်အချိန်အခန်းပြင်ဘက်မှတစုံတစ်ယောက်လမ်းလျှောက်နေသည့်တောက်ဆိုသောဖနက်တန်ကိုစတင်ကြားလိုက်ရသည်ကိုအောင်နိုးသွားသည်ထိုအတန်သည်သူ့အခန်းရှိတွင်ရပ်တန့်သွားပြီးနောက်ချစ်ဆိုပြီးတကားကိုလက်သေးဖြင့်ကုတ်နေသည့်အတန်ပြောင်းသွားသည်ဘယ်သူလဲဝန်ထမ်းလားဟုကိုအောင်အော်မေးတော်လဲပြန်ထူးတန်မကြားရပဲတကားလက်ကင်ဘူးကိုအပြင်ကနေတကြောက်ကြောက်နှင့်ဆွဲလှည့်နေသည့်အတန်သာကြားနေရသည်ကိုအောင်သည်ကြောက်စိတ်ကိုထင်းရင်တကားပေါက်ငယ်မှတစ်ဆင့်အပြင်သို့ချောင်းကြည့်လိုက်သည်အပြင်ဘက်တွင်ဘသူမှမရှိစင်ကြံလန်းတစ်လျှောက်မီးအောင်ကမိန်ပြပြနှင့်တိတ်ဆိတ်နေသည်သူတက်ပြင်းချကအိယာသို့ပြန်လှည့်အလားသူ့ကြောပြင်သို့အေးစိမ့်သောလေဘူးတစ်ချက်တိုးဝင်လာသလိုခံစားလိုက်ရသည်ရုတ်တရက်အခန်းထဲကရေချိုးကမ်းမှရေပန်းသည်အလိုလိုပွင့်သွားပြီးတွေးခဲ့သို့မြင်းမြန်းသောရေများစီးကြလာသည်သူလန့်ချက်သွားပြီးဖုံးထုတ်ကဓာတ်ပုံရရန်စူးစမ်းစဉ်မှန်ထဲတွင်တစုံတစ်ခုကိုမြင်လိုက်ရသည်ကုတင်ချေရင်တွင်ဖြူဖြော့သောမျက်နှာနှင့်အမျိုးသမီးတဦးကခေါင်းငိုက်ဆိုင်ချကရက်နေသည်သူမ၏စပင်ရှည်ကြီးများကကျမ်းပြင်ပေါ်အထိခွာလန်ကြနေသည်ကိုအောင်သည်ကြောင်းလန့်ကြားနှင့်အခန်းတကားကိုဆွဲဖွင့်ကအောက်ထပ်သို့အတင်းပြေးဆင်းလာခဲ့သည်အိတ်ကြိုကောင်နာသို့ရောက်သောအခါစောစောကအဖိုးအိုမရှိတော့ဘဲနေရန်တွင်ချိတ်ထားသောဓာတ်ပုံဟောင်းတစ်ပုံကိုတွေ့လိုက်ရသည်ထိုဓာတ်ပုံထဲတွင်တွေ့ရသည်မှာစောစောကအဖိုးအိုနှင့်အတူခန်းထဲတွင်သူမြင်ခဲ့သောအမျိုးသမီးဖြစ်သည်ဓာတ်ပုံအောက်တွင်ရေးထားသည်မှာ1980ခုနှစ်အခန်းနံပါတ်404တွင်မီးလောင်မှုကြောင့်ကွယ်လွန်သွားသောဟိုတယ်ပိုင်ရှင်မိသားစုကိုအောင်သည်နောက်လည်းမကြည့်တော့ဘဲမိုးရဲလေထဲတွင်ပင်ကားစီသို့အပြေးသွားကထိုနေရာမှအမြန်ဆုံးထွက်ခွာလာခဲ့တော့သည်ကြိုက်ညက်တတ်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်